လုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့အေးရဤဒေတာဤဝင်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်ရမမြင်ပုဂ္ဂိုလ်အပေါင်းကျွန်တော်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေမနေ့ပိုင်းဘလောက်ပဲအလုပ်ရှုပ်ရှုပ်အလုပ်မသွားခင်အဲ့ဒါနမောတသလေးရွတ်ပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဘုရားတရဏံကိစ္စံဓမ္မံတရဏံကိစ္စံတန်ခါတရဏံကိစ္စံသေမဘုန်းကြီးပြင်တာစိတ်မချရတော့မသေးခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုအဲ့ဒါဆိုရင်ကုသိုလ်ကဖြစ်နေတာဘုရားလည်းရှိခိုးပြီးတယ်နမောတသလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတယ်ဘုရားတောက်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်နဲ့တခြင်းလေးနားထောင်မဲ့အစားအိုးဤရဤဒေတာဤဝင်းကျင်မှာရှိတဲ့ကိုယ်လုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုယ်နေရာပဲဖြစ်ဖြစ်အလုပ်သွားမယ်ဆိုရင်စိတ်ထဲအာရုံပြုပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့ဤရဤဒေတာဤဝင်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်ရမမြင်ပုဂ္ဂိုလ်အပေါင်းကျွန်တော်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုယ်စည်းရဲခြင်းစိတ်စည်းရဲခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ်ရမလို့ဒါလေးတွေကကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိအကျိုးရှိနေဖို့ဆိုရင်ကိုယ်မှာသာကိုစိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလိုက်လို့ရှိရင်အကျိုးရှိတဲ့ဘဝနေနည်းဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအိယာဝင်ကနေလေဘလောက်ပဲပင်ပန်းဘုရားဥသုံးချိန်လောက်တော့နမောတသလေးရှိခိုးဥသုံးချိန်လောက်ချတရဏဂုံလေးတင်မေတ္တာလေးကုနာတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအိယာဝင်ကနေကုသိုလ်နဲ့ဝင်တာပဲမနေ့အိယာထညအိယာဝင်ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနည်းပဲဆိုတော့လောကလူသားတွေအတွက်ဘုရားရှင်ကိုရောမြတ်ကြီးမိန်တော်မူတဲ့ဘဝနေနည်းအပြစ်ကင်းအောင်နေနံပါတ်1ကအပြစ်ကင်းအောင်နေဖို့ဆိုရင်အာဟုသို့ရှောင်ပါအကျိုးရှိအောင်နေဒုတိယအကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရအောင်နေပါတတိယဘဝနေနည်းအသိအရေးကြီးစိတ်ချမ်းသာအောင်နေပါဒီမှာစိတ်ညစ်တရားလေးနဲ့ပတ်သက်ပြီးတော့ဒါလေးဘုန်းကြီးကသတိရလို့ပြောတာစိတ်ချမ်းသာအောင်နေပါတဲ့စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ခုနပြောတဲ့စိတ်ကိုမချမ်းသာအောင်လုပ်တာဘာတွေကလုပ်တာတော့ဘသူကငါကိုယ်စိတ်ကိုမချမ်းသာအောင်လုပ်နေတာလဲဆိုသူများကမလုပ်ဘူးဘသူမှတော့မလုပ်ဘူးကိုယ့်ဘာသာကိုလုပ်ကိုယ်စိတ်ကိုချမ်းသာအောင်နေဖို့ဆိုရင်ကိုယ့်ဘာသာကိုပဲပြင်ရတာကိုယ်စိတ်ကိုစိတ်ညစ်အောင်လုပ်ထားလဲတခြားသူကလုပ်ထားမို့အိုးမင်းတို့ကြောင့်ငါစိတ်ညစ်တယ်သူများကိုရှောက်ပြောတာအမှန်ကတော့သူတို့